ဒီဗီဒီယိုလေးမှာတော့ documentary edit နည်းတွေအများကြီးရှိရတဲ့မှာအသုံးဝင်ဆုံးနဲ့အမိုက်ဆုံး edit နည်းတစ်မျိုးကိုတင်ပြပေးပါမှာဖြစ်ပါတယ်ဆိုတော့သွားပြီးတော့လေ့လာလိုက်အောင် Okay ကျွန်တော်ပထမဆုံးဒီ align motion software ကိုဝင်လိုက်မယ်ပြီးတော့ထုံးစံတိုင်း plus icon လေးကိုနှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ create ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီမှာ plus icon လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားတာနဲ့ကျွန်တော်ဒီမှာ rectangle လေးတစ်ခုယူလိုက်ပါပြီးတော့ကျွန်တော်ဒီအဆက်ကလေး30ကိုနှိပ်လိုက်ပါပြီးတော့ကျွန်တော်ဒီမှာဒီ strap to composition area ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ Okay ပြီးတော့ကျွန်တော်ဒီအရာကိုမကြိုက်ဘူးပေါ့နော်မကြိုက်ဘူးဆိုရင်ကျွန်တော်ဒီမှာ color fade ရဲ့လေ color ဝင်ချိန်မယ် color fade ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်ဒီမှာဒီ gradient ပုံလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်ဒီအဝိုင်းလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ဒီ box ပုံစံလေးတစ်ချက်လိုချင်တဲ့ပုံစံလေးကျွန်တော်တစ်ချက်ချိန်လိုက်မယ်ပြီးတော့ color လေးကျွန်တော်ချိန်လိုက်မယ်ဒီ color သိမကြိုက်ဘူး Okay ဒီကောင်လေးကိုဖြူလေးထားလိုက်မယ်ဒီကောင်လေးကိုကျွန်တော်ဒီ depth gray ဘက်ကိုသွားလိုက်မယ်ပေါ့နော်Okay နည်းနည်းထပ်မှောင်လိုက်မယ် Okay ဒီလောက်ဆိုရင်ရပြီ Okay ပြီးသွားရင်ကျွန်တော်ဒီကောင်လေးရသွားပြီဆိုရင် rectangle လေးကိုနှိပ်လိုက်မယ်ပြီးရင် effect ကိုနှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာVIG ဒီမှာဒီကောင်လေးကိုနှိပ်လိုက်ပါနော် VIG NETT thickness ဆိုတဲ့ဟာလေးပါအဲကောင်လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ကျွန်တော် standard setting လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်လိုချင်တဲ့ပုံစံလေးပေါ့နော် Okay ဒီတိုင်းလေးရသွားပြီပြီးသွားရင်ကျွန်တော်ဒီ plus icon လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်ဒီ media လေးကိုတစ်ချက်သွားပြီးရင်ကျွန်တော်ဒီလိုချင်တဲ့ပုံစံလေးကျွန်တော်တစ်ချက်ထပ်ပြီးတော့ရှာကြည့်လိုက်မယ် Okay ကျွန်တော်ဒီကောင်လေးတစ်ချက်ယူလိုက်မယ်ယူပြီးတော့ကျွန်တော် blending opacity ရဲ့ darken ကိုသွားဒီ multiply ကိုသွားပြီးတော့ကျွန်တော်နည်းနည်းလေး short လိုက်မယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ဒီ professional look ပုံစံလေးရပါပြီပြီးရင်ကျွန်တော် character တစ်ခုသို့မဟုတ်ကျွန်တော်ပုံတစ်ပုံယူလိုက်မယ်ပေါ့နော် Okay media လေးကိုသွားမယ်ထုံးစံတိုင်းမှာကျွန်တော်သွားလိုက်မယ်ပြီးတော့ကျွန်တော်ဘယ်ပုံလေးကိုကျွန်တော်လုပ်ပြမလဲဆိုတော့ကျွန်တော်တစ်ချက်ရွေးကြည့်လိုက်မယ် Okay ကျွန်တော်ဒီပုံလေးရွေးလိုက်မယ်နော်ဒီ Premiere Pro ပုံလေးပါအဲကောင်လေးကိုတစ်ချက်ကျွန်တော်တို့ short လိုက်မယ် Okay ဒီလောက်ဆိုရင်ရပြီပြီးတော့ကျွန်တော်ဒီကောင်လေးကိုဒီ effect ထဲသွားလိုက်မယ်သွားပြီးရင် add effect ကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီ 3D ပုံစံလေးကျွန်တော်တို့လုပ်ချင်တာဆိုတော့ SMOOTH ကျွန်တော်ဒီမှာ smooth bevel ဆိုတာလေးရှိတယ် icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော် standard setting လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်ကိုလိုချင်တဲ့နေရာလောက်ကို adjust လုပ်လိုက်ပါ Okay ဒီလောက်ဆိုရင်အဆင်ပြေတယ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ထောက်လိုက်မယ် Okay ထောက်完ကျွန်တော်တို့ဒီ Premiere Pro နှစ်ချမ်းကွဲပြီးတော့ကျွန်တော်စာလေးထွက်လာတဲ့ပုံစံလုပ်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ plus icon လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော် vector drawing လေးကိုတစ်ချက်ယူလိုက်မယ်ယူပြီးတော့ကျွန်တော်နှစ်ချမ်းခွဲမဲ့နေရာလောက်ကစပြီးဖြတ်လိုက်မယ်ပေါ့နော် Okay ဒီလောက်ကလေးစသွားမယ်Okay Okay ကျွန်တော်ဒီ shape ကလေးကိုဒီတချမ်းပေါအောင်လို့ကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်ဒီတချမ်းကိုကျွန်တော်ဖြတ်လိုက်မယ် Okay ကျွန်တော်တချမ်းတီတီပါနော် Okay ကျွန်တော်တချမ်းတီတီဖြတ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီ shape ကလေးကို duplicate ပွားလိုက်မယ်ပေါ့နော် duplicate layer ပွားလိုက်မယ်ပြီးရင်ကျွန်တော်အောက်ကဒီ Premiere Pro ပုံလေးကိုလည်း duplicate တစ်ချက်ပွားလိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီ copy လေးကိုအောက်ကလေးကိုချလိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီမှာ shape 1 copy ဆိုတာလေးရှိတယ် icon လေးကိုတစ်ချက်ထောက်ပြီးတော့ကျွန်တော်ဒီပထမပွားရတဲ့နှစ်ခုကြားထဲကိုကျွန်တော်ထည့်လိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီအပေါ်ဆုံးက shape 1နဲ့ Premiere Pro လေးကိုတစ်ချက် select မှတ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ group and mask ဆိုတဲ့ဒုတိယဟာလေးပါအပေါ်ဆုံးက icon လေးကိုတစ်ချက်နှိပ်လိုက်ပါ Okay icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာအောက်ကလေးပြီးတော့ဒီနှစ်ကောင် select မှတ်လိုက်မှတ်ပြီးတော့ကျွန်တော်ဒီမှာဒီတောင်ဆုံးညာဘက်ကဟာလေးကိုကျွန်တော်နှိပ်လိုက်ပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီပုံစံလေးကရသွားပြီဆိုရင်ကျွန်တော်ဒါလေးကို animation လေးတစ်ချက်ပေးလိုက်မယ် animation ပေးမယ်ဆိုတော့ပထမ group and mask 1ဆိုတဲ့နေရာလေးမှာ Okay ကျွန်တော်ဒီ1 second လောက်မှာတစ်ချက်ကျွန်တော် key frame လေးချလိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီမှာ key frame လေးတစ်ခုချလိုက်မယ် Okay ကျွန်တော်ဒီမှာအမှတ်လေးတစ်ချက်မှတ်ထားခဲ့လိုက်မယ်နော် Okay ကျွန်တော်ဒီ key frame လေးမှာဆိုရင်ကျွန်တော်ဒီကောင်လေးကိုညာဘက်လေးပေါ့ကိုခွဲမဲ့ဘက်ပေါ့နော်ညာဘက်လေးကိုတစ်ချက်ရွှေ့လိုက်မယ် Okay ဒါကြဲကြဲလေးရွှေ့လိုက်ဘာလို့လဲကျွန်တော်စာကိုပေါ်ပေါ်လွင်လွင်ပြတင်တဲ့အတွက်ကြောင့်တစ်ချက်ပြန်ကြည့်လိုက်မယ် Okay ကျွန်တော်ဒီဒုတိယဟာကိုလည်းကျွန်တော် key frame လေးတစ်ခုပေးမယ် Okay ပြီးရင်ကျွန်တော်ဒီဒုတိယနေရာမှာလည်း key frame လေးတစ်ခုပေးမယ်ပြီးရင်ဒီကောင်လေးကိုကျွန်တော်တို့ဘယ်ဘက်လေးကိုတစ်ချက်ဆွဲသွားမယ်ကျွန်တော်ညီအောင်တော့ဆွဲနော်ညီမှလှမှာ Okay ပြီးတော့ကျွန်တော်တို့ graph လေးတစ်ခုထည့်လိုက်မယ် Okay ဒီတိုင်းလေးရပါပြီတစ်ချက်ပြန်ကြည့်အောင်
Okay ဒီတိုင်းလေးရပါပြီဆိုရင်ကျွန်တော်ကဒီမှာစာလေးရေးမယ်ပေါ့ရေးမယ်ဆိုတော့ plat ကိုနှိပ်ကျွန်တော် touch ကိုနှိပ်မယ်ပြီးတော့ကျွန်တော် Premiere Pro လို့ရေးလိုက်မယ် Premiere Pro Okay Premiere Pro ရပါပြီဆိုရင်ကျွန်တော်တို့ center ကိုချလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ font လေးကိုကိုလိုချင်တဲ့ font လေးချိန်လိုက်မယ်ပြီးရင် color လေးကိုကျွန်တော်ဒီ Premiere Pro နဲ့တူတဲ့အရောင်လေးထားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီကောင်လေးကို color ကိုအဆုံးထိတင်ပေးလိုက်မယ်ပြီးရင် size ကလေးကိုနည်းနည်းလေးကျွန်တော်ချိန်လိုက်မယ်Okay ဒီနေထားလောက်ဆိုရင်အဆင်ပြေတယ်ပေါ့နော် Okay ပြီးတော့ကျွန်တော်တို့အမှန်တကလေးချစ်လိုက်မယ်ကျွန်တော်တစ်ချက်အလယ်မှာထားကြည့်လိုက်မယ် Premiere Pro Okay ပြီးတော့ကျွန်တော်ဒီစာ layer လေးကိုထောက်ထားပြီးတော့ effect ကိုနှိပ်ပြီးတော့ဒီ effect ထဲမှာကျွန်တော်ဒီ touch လို့ရိုက်လိုက်ပါအဲ့မှာပါလဲဆိုတော့ကျွန်တော်ဒီ touch spacing ဆိုတာလေးပေါ်လာလိမ့်မယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက် standard setting လေးရလေးပြီးတော့ပြီးရင်ကျွန်တော်နည်းနည်းလေးဆွဲချဲ့လိုက်မယ်ပေါ့နော် Okay ဒီလောက်ဆိုရင်အဆင်ပြေတယ်ပြီးတော့နောက်ထပ် effect လေးတစ်ခုထည့်မယ် add effect ကိုနှိပ်မယ်ခေါ်လာတိုင်းမယ်ကျွန်တော်ဒီမှာ THD touch လို့ပဲထည့်လိုက်ပါအဲ့မှာဒီ touch transform ဆိုတာလေးရှိတယ်ပြီးရင် standard setting လေးကိုဝင်လိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ transform ကိုတစ်ချက်နှိပ်မယ် component ကိုရွေးမယ်ကျွန်တော်တို့ y နေရာမှာကျွန်တော်အောက်ကိုဘယ်လောက်ထိကြာမလဲပေါ့ကျွန်တော်ဒီ30လောက်ပဲထားကြည့်လိုက်မယ်နော် Okay ကျွန်တော်ဒီမှာ alpha ကတော့0ထားလိုက်မယ် alpha အဆုံးထိ short ထားလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာinterpolation and easing ဆိုတဲ့ဟာလေးကိုထားပြီးတော့ဒီမှာ ease in ကို100 ease out ကို100ပြီးတော့ကျွန်တော် overlap ကိုကျွန်တော်1000လောက်ထားလိုက်မယ်နော် Okay 1000ထိထားလိုက်မယ်ပြီးတော့ကျွန်တော် animation စပေးမယ်ဆိုတော့ဒီ range ကိုတစ်ချက်လာမယ်ပြီးတော့ကျွန်တော်အရှည်ဆုံးအမှတ်ကိုသွားပြီးတော့ stack ကိုနှိပ်လိုက်မယ် keyframe တစ်ခုချလိုက်မယ်အဲ့နေရာမှာ0ပြီးတော့ကျွန်တော်ဒီကောင်လေးကိုဟိုနောက်ထိဆွဲမယ် Okay ဒီလောက်ထိထားလိုက်မယ်ထားပြီးတော့ကျွန်တော်ဒီကောင်လေးကို100 Okay 100ပြီးတော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ပြန်ပြီး play ကြည့်အောင် Okay ဒီပုံစံလေးတွားတယ်ကျွန်တော်ဒီ Premiere Pro ဆိုတဲ့စာလေးကိုကျွန်တော်နည်းနည်းလေးနှက်အောင်လို့ share လေးတစ်ချက်ဖွင့်ပေးလိုက်မယ် Okay ဒီတိုင်းလေးရမယ်ကျွန်တော်အနက်မထားခြင်းလဲခေါ်လာသူ့အရောင်လေးပဲကျွန်တော်ချိန်မိလိုက်မယ်เนาะအဆုံးထိတင်လိုက်မယ် share လေးဖွင့်ပြီးတော့ Okay ဒီလောက်ဆိုရင်အဆင်ပြေတယ်ပြီးတော့ကျွန်တော်ဒီ Premiere Pro ကိုဒီ layer နှစ်ခုအောက်ကိုထားလိုက်မယ် Okay တစ်ချက်ပြန်ပြီးတော့ play ကြည့်အောင် Okay Premiere Pro ဒါဆိုရင်ပုံစံလေးကတော့တော်တော်လေးလှပါပြီ Okay ပြီးသွားရင်ကျွန်တော်ဘာဆက်လုပ်မလဲဆိုတော့ဒီကောင်လေးကိုတစ်ခါတည်း group ဖွဲ့လိုက်မယ်เนาะ Okay ဒီ3ခုကို background ချနာပြီးတော့ဒီ3ခုကိုကျွန်တော် group ဖွဲ့လိုက်မယ်ပြီးတော့ဒီ group လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက် animation ထပ်ပြီးတော့ပေးမယ် Premiere Pro ကအစပိုင်းမှာငြိမ်နေတဲ့အတွက်ကြောင့် keyframe တစ်ခုချမယ်ဒီမှာ keyframe တစ်ခုချမယ်ပထမ keyframe ကိုလာပြီးတော့ဒီကောင်လေးကိုအောက်ထိဆွဲချလိုက်မယ် Okay အောင်ဆုံးဒီပြောက်သွားတဲ့ဒီဆွဲချလိုက်မယ်နော် Okay ပြီးတော့ကျွန်တော်ဒီမှာ grab လေးတစ်ခုထားလိုက်မယ် Okay ပြီးတော့ကျွန်တော်တို့ဒီကောင်လေးမှာဒီ rotation လေးမှာလည်း collab ပေးထားတဲ့ keyframe နေရာမှာပဲ keyframe လိုက်ပေးလိုက်မယ်ပြီးတော့ကျွန်တော်ပထမ keyframe မှာကျွန်တော်90လောက်ထားလိုက်မယ်နော် Okay ပြီးတော့ grab လေးကိုလည်း collab grab လေးပဲကျွန်တော်ထားလိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီကောင်လေးကိုနောက်ထပ်ပါပေးလို့ရသေးလဲဆိုရင် blending and opacity ပထမဆုံးအမှတ်မှာပေးလိုက်မယ်ပြီးရင်ကျွန်တော်အထွက်မှာဖွင့်ပေးလိုက်မယ် grab ကိုတော့30နိုင်မယ်ဒီ grab လေးပဲထားပေးလိုက်မယ်တစ်ချက်ပြန်ပြီးတော့ကြည့်လိုက်အောင် Okay ဒါဆိုရင်ပို့ပြီးတော့ smooth ဖြစ်တဲ့ animation လေးရသွားပြီပဲဖြစ်ပါတယ် Okay ဒီကတော့ကိုမလိုချင်တဲ့နေရာတွေကိုကျွန်တော်ဖြတ်ထုတ်လိုက်လို့ရတယ်သုံးခုလုံးမှတ်လိုက်ပြီးရင်ကျွန်တော်ဒီကောင်လေးနဲ့ဖြတ်လိုက်ပါနောက်ဆုံးတစ်ခေါက်ပြန်ပြီးတော့ play ကြည့်မယ် Okay ပထမဆုံးကျွန်တော် align motion နဲ့ဝင်မယ်ပြီးတော့ plat icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ create ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော် plat icon နှိပ်ပြီးတော့ rectangle tool လေးနဲ့ကျွန်တော်ဒီမှာ swatch to composition area လေးကိုတစ်ချက်နှိပ်လိုက်မယ် color fill ဝင်မယ် gradient ကိုနှိပ်ပြီးတော့ကျွန်တော်အလဲက wine လေးကိုနှိပ်လိုက်မယ် Okay အလဲကောင်မှာကျွန်တော်ဒီပုံစံလေးတစ်ချက်ချိန်လိုက်မယ်ပြီးတော့ကျွန်တော်ဒီအနှက်ကလေးကိုအဖြူလေးထားပြီးတော့ကျွန်တော်ဒီအဖြူလေးကိုကျတော့ဒီ depth gray ဘက်ကိုသွားလိုက်မယ် Okay ဒီတိုင်းလေးရပြီဆိုရင် Okay အဆင်ပြေတယ်ဒီလောက်ဆိုရင်ရပြီဆိုတော့ကျွန်တော်ဘာထပ်လုပ်မလဲဆိုတော့ဒီကောင် professional look ပုံစံလေးဖြစ်အောင် plat icon လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်ဒီ media လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်လိုချင်တဲ့ပုံလေးတစ်ပုံထပ်ပြီးတော့ထည့်လိုက်မယ် Okay ကျွန်တော်ဒီပုံလေးတစ်ချက်ထည့်လိုက်ပြီထည့်ပြီးတော့ရင်ကျွန်တော် blending and opacity တွေက dark tone ကိုလား multiply ကိုလားပြီးတော့ကျွန်တော်နည်းနည်းလေးအလင်းလေးတင်လိုက်ဒါဆိုရင်ကျွန်တော် professional look ပုံစံလေးရသွားပြီပြီးရင် plat icon လေးကိုနှိပ်လိုက်ပါကျွန်တော် media ကိုတစ်ချက်နှိပ် media လေးကိုကျွန်တော်တစ်ချက်
ချက်နှိပ်လိုက်ပါနှိပ်ပြီးွားရင်တို့ကဒီ screenshot လေးတစ်ခုကျွန်တော်ရိုက်ထားတဲ့ဟာလေးကိုထည့်လိုက်မယ်ထည့်ပြီးွားရင်ကျွန်တော်ဒီကောင်လေးကို adjust လုပ်မယ်ပေါ့နော်ဒီကောင်လေးကိုနည်းနည်းလေးချဲလိုက်မယ် okay ပြီးွားရင်ကျွန်တော်ဒီကောင်လေးကိုအောက်ကိုဆွဲချလိုက်မယ် sorry okay အောက်ကလေးကိုနည်းနည်းလေးဆွဲချပြီးတော့နည်းနည်းလေးကြီးလိုက်မယ်Okay ပြီးတော့ကျွန်တော်ဒီပုံလေးကို shadow လေးဖွင့်ပေးလိုက်မယ်အနက်ကလေးပဲเนาะ Okay ဒါဆိုရင်သူရဲ့ကြည့်ရတဲ့ပုံစံလေးကပို့ပြီးတော့လာသွားပြီ Okay ဒီတိုင်းလေးရောက်သွားပြီဆိုရင်ကျွန်တော်ကဒီလိုချင်တဲ့ point လေးကိုကျွန်တော်ဘယ်လိုမျိုးဝိုင်းပြီးတော့ပြမလဲအဲ့လိုပြလို့ရတဲ့ပုံစံပေါ့ဥပမာကျွန်တော်ရှင်းပြတဲ့ပုံစံเนาะအဲ့ဒါလေးကိုလုပ်ပြမယ် plus icon လေးကိုနှိပ်လိုက်ပါ vector drawing လေးကိုတစ်ချက်နှိပ်လိုက်ပါOkay ပြီးတော့ကျွန်တော်ဒီမှာကိုဆွဲတဲ့နေရာလောက်ကိုမှတ်လိုက်တမတ်ပြီးတော့ကျွန်တော်ဒီထိဆွဲလိုက် Okay ပြီးရင်တမတ်မှတ်လိုက်ပြီးရင်ကျွန်တော်ဒီထိဆွဲလိုက်မယ်တမတ်မှတ်လိုက်မယ် Okay ပြီးရင်ကျွန်တော်ဒီထိဆွဲလိုက်မယ်တမတ်ပြီးတော့ကျွန်တော်ဒီကောင်အထက်ထိသွားမယ်တမတ် Okay ဒီတိုင်းလေးရပြီဆိုရင်ကျွန်တော်တို့ထောက်လိုက်မယ်ပြီးရင် color and fade ကိုထုံးစံတိုင်းပဲ no color လေးရွေးလိုက်မယ်ပြီးရင် border and shadow ကိုဝင်မယ် stroke line လေးကိုဖွင့်လိုက်မယ် color လေးကိုကျွန်တော်ထင်တာတဲ့ဟာလေးချိန်လိုက်မယ်ကျွန်တော်အဝါလေးထားလိုက်မယ် Okay ကျွန်တော်အဝါလေးချိန်လိုက်ပြီချိန်ပြီးသွားရင်ကျွန်တော်ဒီ stroke လေးကိုနည်းနည်းလေးတင်လိုက်မယ်ပေါ့နော် Okay ဒီအနေထားလောက်ကိုကျွန်တော်ရောက်သွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ shape ကလေးပြီးတော့ border and shadow ရဲ့ကျွန်တော် shadow လေးကိုပါဖွင့်ပေးလိုက်မယ်ထုံးစံတိုင်းအဲ့ဒီအဝါရောင်လေးပဲတွားလိုက်မယ်Okay ပြီးတော့ကျွန်တော်နည်းနည်းလေး global ရအောင်လို့အကွာလေးထားလိုက်မယ် Okay ပြီးတော့အဲ့ shape layer လေးမှာပဲ effect တစ်ခုထည့်မယ်ဘာလဲဆိုတော့ကျွန်တော်ဒီ drawing progress ဆိုတာလေးထည့်မယ် DRAWN ဒီ drawing progress standard setting လေးကိုရေးလိုက်မယ်เนาะပြီးတော့ကျွန်တော်ဒီအဲ့အမှတ်ကလေးပြီးတော့ကျွန်တော်အစက်ကလေးတစ်ဆက်ချလိုက်မယ် keyframe လေးတစ်ခုချလိုက်မယ် Okay ပြီးရင်ကျွန်တော်ဒီမှာ1 second လောက်မှာ keyframe လေးတစ်ခုချလိုက်မယ်ကျွန်တော်ပထမ keyframe မှာကျွန်တော်0ထားလိုက်မယ်ပေါ့နော် Okay ပြီးတော့ကျွန်တော်ဒီမှာ graph လေးတစ်ခုထည့်လိုက်မယ် Okay ဒီချက် play ကြည့်အောင် Okay ဒီပုံစံလေးရသွားပြီပြီးတော့ကျွန်တော်ဒီမှာတစ်ဝက်လောက်မှာပေါ့နော်တစ်ဝက်လောက်မှာကျွန်တော်ထပ်ပြီးတော့ effect ကလေး drawing program မှာကျွန်တော် step နေရာလေးမှာkeyframe လေးတစ်ခုချလိုက်မယ်ပြီးတော့ထုံးစံတိုင်းပဲကျွန်တော်ဒီနားလောက်မှာ keyframe နောက်တစ်ခု100လို့ပေးလိုက်မယ် Okay ပြီးတော့ကျွန်တော်ထုံးစံတိုင်းဒီနေရာမှာ graph လေးတစ်ခုချလိုက်မယ်ပြန်ပြီး play ကြည့်အောင်ဒီပုံစံလေးရသွားပြီဆိုရင်ကျွန်တော်နောက်တစ်ခုထပ်လုပ်ပြမယ်နောက်တစ်ခုကိုကြတော့ဗာလဲဆိုတော့ကျွန်တော်ဒီ shape တဲ့ cycle လေးနဲ့လုပ်ပြမယ် color and fade ထုံးစံတိုင်းပဲအဝါရောင်လေးထားလိုက်မယ် Okay sorry ကျွန်တော်ဒီမှာ no color ရွေးရမှာเนาะကျွန်တော် no color ပြီးတော့ထုံးစံတိုင်း border and shadow တွေက stroke ကိုဖွင့်မယ်အဝါလေးထားလိုက်မယ်ထုံးစံတိုင်းအကုန်လုံးတင်လိုက်မယ်ပြီးတော့ကျွန်တော် stroke လေးကိုလိုချင်တဲ့အနေထားလောက်ကိုရွှေ့လိုက်မယ်ပြီးတော့ကျွန်တော်ထွက်ပြီးတော့ move and transform တွေကလေး cycle လေးကိုနည်းနည်းလေးသေးလိုက်မယ် Okay ပြီးတော့ကိုသွားတဲ့နေရာကို adjust လုပ်မယ် cycle လေးနည်းလေးထပ်သေးလိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီ glow effect ပုံစံလေးရဖို့အတွက် border and shadow တွေက shadow ကိုဖွင့်မယ်ပြီးရင်အဝါလေးချိန်မယ်ထုံးစံတိုင်းအကုန်လုံးတင်လိုက်မယ်ပြီးတော့ glow ပုံစံလေးရအောင်လို့နည်းနည်းလေးတောက်လေးလုပ်ကြည့်လိုက်မယ် Okay ရပြီဆိုရင်ကျွန်တော်ဒီပထမလုပ်ထားတဲ့ effect လေးကိုသွားပြီးတော့ effect တွေကိုဝင်ပြီးရင်ကျွန်တော်ဒီမှာ copy effect ဆိုတာလေးရှိရယ် copy ကူးလိုက်ပါကူးပြီးရင်ကျွန်တော် cycle layer ကိုလာ effect ကိုနှိပ်ကျွန်တော်ဒီမှာ paste effect ဆိုပြီးတော့ချလိုက်ရင်ကျွန်တော်တစ်ချက်ကြည့်လိုက်ပါ Okay cycle လေးကလည်းဒီပုံစံတိုင်းလေးသွားပါတယ် Okay ဒါလေးကိုကျွန်တော်တို့ကဒီ zoom ဆွဲပြီးပြကျင်တယ်ဆိုရင်လည်းရပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ plus icon ကိုနှိပ် object and element တွေကကျွန်တော်ဒီ nap ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့တစ်ခုချင်းစီကို nap 1နဲ့ကျွန်တော်တို့ချိန်လိုက်မယ် Okay background အစားကျွန်တော်ချိန်ပေးလိုက်မယ်ပေါ့နော် Okay nap 1ဒီမှာ shape 1 Okay ဒီမှာ cycle 1 Okay အကုန်လုံးပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ animation စလာတဲ့နေရာမှာကျွန်တော် nap layer လေးကိုနှိပ်လိုက်ပြီးရင် keyframe တစ်ခုချ Okay ပြီးသွားရင်ကျွန်တော်ဒီမှာ2 second ဆုံးသွားတဲ့နေရာလေးပေါ့နော် Okay ဒီဆုံးတဲ့နေရာလေးမှာ keyframe တစ်ခုချကျွန်တော် zoom လေးနည်းနည်းဆွဲလိုက်မယ်ပေါ့နော် Okay Okay ပြီးရင်ကျွန်တော် graph လေးတစ်ခုထည့်လိုက်မယ် Okay ပြီးသွားရင်နောက်ထပ်ဒီမှာထပ်ဆရဲဆိုတော့ animation ဒီလောက်မှထပ်ဆမယ် keyframe တစ်ခုချမယ်ပြီးသွားရင်ကျွန်တော်ဒီမှာဆုံးမယ်ဆိုတော့ဒီမှာ keyframe တစ်ခုချမယ်ထုံးစံတိုင်းပဲကျွန်တော်တို့ zoom လေးနည်းနည်းထပ်ဆွဲလိုက်မယ်အောက်ကလေးနည်းနည်းချမယ် zoom လေးဆွဲလိုက်မယ် Okay ပြီးသွားရင်ကျွန်တော်ဒီကောင်လေးကို graph လေးချလိုက် Okay ဒါဆိုရင်တစ်ချက်ပြန်ပြီး play ကြည့်အောင် Okay Okay ဒီပုံစံလေးရပါပြီပြီးရင်ကျွန်တော်ကိုမလိုချင်တဲ့နေရာတွေကိုဖြတ်ထုတ်လိုက်လို့ရတယ် select မှတ်လိုက်ပါ
ဖြတ်လိုက်မယ် okay ပြီးတော့ကျွန်တော် export ထုတ်တော့မယ်ဆိုရင်ထုံးစံတိုင်းပဲ60 fps ကိုကျွန်တော်ရွေးပေးရမယ်ပြီးတော့ကျွန်တော်ထုံးစံတိုင်းဒီမှာ export ဆိုတဲ့အားလေးကိုနှိပ်လိုက်ရင်ရပါပြီ okay သူက animation များရင်တော့ခဏလေးစောင့်ပေးရပါတယ် okay ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ save ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ရင်ရပါပြီဆိုတော့ဒီ animation တစ်ခုကလည်းအရန်ကောင်းတဲ့အသုံးဝင်တဲ့ animation တစ်ခုပါနောက်ထပ် video တွေမှာဒီထက်ကောင်းတဲ့ဟာတွေနဲ့ပြန်လာခဲ့ပါမယ်